မိတ်ဆွေကနားရဲနှစ်ချက်တက်ပြီးတချင်းကိုအတန်ကျဲကြီးနဲ့ဖွင့်ထားရင်ခဏတာတော့တော်တော်ကိုခံစားလို့ကောင်းပါတယ်ဒါပေမဲ့နားထဲမှာတကယ်ဖြစ်နေတာကတော့မိတ်ဆွေရဲ့နားတွင်းပိုင်းတွေကစံကြည်မြင်ဆဲသေးသေးလေးတွေဟာတချင်းတန်နဲ့အယူမူးဒုံခါနေကြပါတယ်နေ့တိုင်းဒီလိုပြင်းပြင်းထန်ထန်ဒုံခါနေရတဲ့အတွက်သူတို့လေးတွေပျက်စီးကုန်ကြပါတယ်ဒီဆဲလေးတွေတည်သွားရင်ဘယ်တော့မှပြန်မရှင်တန်နိုင်တော့ပါဘူးဒါကြောင့်နားလေးသွားတာဒါမှမဟုတ်အကြအာယုံထာဝရဆုံးရှုံးရဆိုတာဒီကနေစပါတယ်ဒီလိုသာဆက်လုပ်နေမယ်ဆိုရင်တင်းနီတက်စ်လို့ခေါ်တဲ့ယောဂဆိုးကြီးကြုံရမှာဖြစ်ပြီးတော့နားထဲမှာအတန်မရှိတော့ရင်တော့မိတ်ဆွေကစူညံတန်တွေကိုခံစားနေရအောင်ပါပဲမိတ်ဆွေရဲ့နားထဲမှာနှလုံးခုန်တန်ကြားနေရသလိုခံစားဘူးပါသလားဒီလိုနှလုံးခုန်တန်ကြားနေရတာဟာစိတ်ကထင်အောင်ထင်မှာဖြစ်နေခြင်းမဟုတ်ပါဘူးဒါဟာသွေးခုန်တန်မြည်တဲ့နားဦးယောဂလို့ခေါ်တဲ့ကျန်းမာရေးအခြေအနေတစ်ခုပါပဲဘာဖြစ်လို့ဒီလိုမျိုးကြားနေရတာလဲဆိုရင်တော့နားနောက်ဖက်မှာသွေးလွကြောကြီးတစ်ခုရှိနေပြီးစိတ်ဖိစီးလို့လေ့ကျင့်ခန်းလုပ်လို့ကော်ဖီတောက်လိုက်လို့သွေးဖိအားရုတ်တရက်မြင့်တက်သွားတဲ့အခါနှလုံးခုန်တန်ကသွေးလွကြောတွေကအဆင့်ပဲ့တင်ထက်လာပြီးနားကဖမ်းယူလိုက်တာပါပဲဒါပေမဲ့အကျဉ်းရင်အယမ်းများလာပြီးနားတစ်ဖက်တဲမှာပဲစက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ဆရာဝန်စီသွားဖို့လိုပါပြီ